floor လေးကတော့အတိအကိုတယောက်လာလို့အဆောင်မှာဟင်းချက်ပြီးတော့ကန်းကြီးကိုထွက်တဲ့ floor လေးဖြစ်ပါတယ်ကျွန်တော်ကတော့ကိုရီးယားမှာနေထိုင်ရင်ရရှိလာတဲ့အချိန်လေးကိုယူရှင်းတဲ့ floor လေးတွေဖြစ်ပြန်ပြီးတော့ညှောက်ပေးနေတာဖြစ်ပါတယ်ကျွန်တော် video လေးတွေကြိုက်နေတဲ့တက်ဆိုလို့ရှိရင်တော့ like subscribe နဲ့ comment လေးတွေမှတ်ပေးခဲ့ကြပါဦးခင်ဗျာဒါတော့ချမောင်ရွက်လေးပေါ့နော်ရေးစင်းနေတာဘာလို့ဆိုတော့ဒီကျွန်တော်ကိုရီးယားမှာချမောင်ရွက်ဆိုတာကဒီဝယ်ချင်တဲ့ဆိုင်တိုင်းမှာဝယ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ကမြင်နေရလေးရှိလို့ကိုယ့်ဘာကိုစိုက်ထားတဲ့အတွက်ဒါတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကိုလာတာဖြစ်တဲ့အတွက်ချမောင်ရွက်နဲ့ငချောင်းနဲ့ကြော်တယ်ပေါ့နော်ပြီးတော့မနက်ကိုကျွန်တော်တို့ဒီကန်းကြီးကိုသွားမှဖြစ်တဲ့အတွက်ထဲသွားမယ်ပေါ့နော်နက်နက်တီခွဲနေရအောင်ဒီခုနဲ့ခင်တာဆိုလို့ရှိရင်ကျွန်တော်10စုနဲ့တစုကြော်ပြီပေါ့နော်ဘာလို့ဆိုတော့တည်ရတဲ့တော့ကြာပြီအပြောရှင်အကူကြီးပေါ့နော်ငွေကြီးပဲဖြစ်ဖြစ်ကျန်တဲ့တခြားအသိပညာအကူကြီးပဲဖြစ်ဖြစ်ကျွန်တော်လိုရတဲ့အခါကြာလို့ရှင်လည်းအကူကြီးတောင်းပြတယ်ပေါ့နော်ဒါအကူကလည်းကျွန်တော်သူတက်နိုင်သလောက်အားလုံးပေါ့နော်ကူညီရပေါ့ဒါတော့မနက်ကိုဒါကန်းကြီးသွားရင်စားဖို့နက်နက်တီပေါ့နော်အခုကတော့ကျွန်တော်ကျုံးလေးကိုသွားနေပေါ့နော်ပြီးတော့ cable စီးပြီးတော့သွားလို့ရတယ်လို့ကျွန်တော်ကားနဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒါတော့ဟိုရောက်တော့နေ့လည်စာပင်လည်စာခေါက်ဆွဲပေါ့ခေရောက်ဘူးရရှိတော့ဒီစားဖို့ရရှိအောင်စားလာတော့နော်ပြီးတော့ကျွန်တော် AC နားတယ်ဘာလို့ဆိုတော့ဒီကျွန်တော် AC သွားတာကြိုက်တယ်ပေါ့နော်ပြီးတော့တိတ်ဆိတ်တဲ့နေရာလေးကြိုက်တော့ဟိုလူများတဲ့ဆိုတဲ့နေရာတစ်ဆိုင်ကို AC လေးနေလို့ရမယ့်နေရာမျိုးကိုကျွန်တော်ပူပြီးတော့ရွေးချယ်ဖြစ်တယ်ပေါ့နော်ပြီးတော့နေလဲပူတော့ကျွန်တော်လည်းဘယ်မှမတော်ပြဘူးဒီဘက်တောင်းဆောင်အောင်တရိပ်လေးအောင်ပါပဲ AC နားနေရပေါ့နော်ပြီးတော့ကျွန်တော်ဘက်ကကျတော့ဒီဖြူးကြတော့အရန်လှရတယ်မပါဘူးနော်ဟိုဘက်တစ်ချမ်းကျတော့ဖြူးလှရတယ်ပါတယ်ပေါ့နော်ညနေခင်းရောက်လို့ရှိရင်တော့ပို့ပြီးတော့တော်တော်လေးလှရတယ်ပေါ့နော်လူစီကြတယ်ဒါပေမဲ့ကျွန်တော်ဘက်ကကျတော့ဘယ်မှမရှိကြဘူးပေါ့နော်ကျွန်တော်ပဲရှိတယ် AC နဲ့ဒီဘယ်လိုပြောမလဲနိုင်ပိုင်းနေကျွန်တော်ပေါ့နော်ဒီမှာ sweet box လေးလည်းစီးလို့ရတယ်ပြီးတော့လို့ရှိရင် living ဆိုင်ကယ်တွေဘက်ထရီကားလေးလည်းငှားပြီးတော့ကျုံးပေါ်မှာပတ်ပြီးတော့စီးလို့ရတယ်ပေါ့နော်မောင်းလို့ရတယ်ဒါတော့ကျွန်တော်နားနေတဲ့နေရာလေးပေါ့နော် AC လဲနေပြီပြီးတော့အကိုကတော့အိမ်နေကျွန်တော်တော့ဝီလိုလေးရဘယ်လိုပြောမလဲကျွန်တော် AC လေးနေရတာကြိုက်တာဖြစ်တယ်ဒီလိုလူကြီးရှင်းတဲ့နေရာလေးတိတ်ဆိတ်တဲ့နေရာလေးကိုပိုကြိုက်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ဝီလိုလေးကြည့်နေတဲ့အချိန်မှာရောကျွန်တော်တို့မျိုး AC နဲ့တိတ်ဆိတ်လေးကိုကြိုက်တဲ့လူတွေရောရှိလားရှင်းမှန်းသွားကြပါဦးပြီးလို့ရှိရင်ဒါကတော့ကျုံပေါ်မှာရောင်းတဲ့ဒါမုံစည်းရန်လေးပေါ့နော်ပြောင်းဘူးလို့ပြီးလို့ရှိရင်သူတို့ရိုးရမုံလေးတွေအခုချိန်ကအသီးတွေရတယ်ပေါ့နော်ဖရဲသီးတို့အသီးတို့စပီးသီးတို့ရတော့ဒီအသီးတွေဖြော်ရည်တွေလည်းရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်